Hello, assalamu alaikum. ဒီနေ့လည်းလောက်သွားတော့မှာပေါ့နော်။မနေ့ကဆိုင်မှာဖြစ်တဲ့ကိစ္စလေးတစ်ခုပြောပြချင်လို့ပါ။မနေ့ကလည်းတော့မဟုတ်ဘူးပေါ့နော်။အမြဲတမ်းတော့ဆိုင်မှာဒီဆိုင်တွေမှာ store တွေမှာတစ်ခုမှတစ်ခုဖြစ်နေကြတာပေါ့နော်။ဆိုတော့မနေ့ကညနေ4 နာရီခွဲလာမှဆိုင်လည်းတိတ်ခါနေရော store ထဲမှာအသက်အကျဉ်းကြီးနဲ့អော်တာလူတယောက်ဆိုတော့ဘာများဖြစ်လဲဆိုတော့ထုံးစံတိုင်းပေါ့နော်။သူဆက်စုတာပေါ့။အဲ့ဒါနဲ့သူကချင်းတစ်ဖက်လုံးမရှိဘူးအဖိုးကြီးပေါ့နော်အဖြူအဖိုးကြီးချင်းတစ်ဖက်လုံးမရှိဘူးဒီမှာချင်းတစ်ဖက်လုံးမရှိတယ်သူတို့ဝီချဲလိုဟာနဲ့ကိုယ့်အကိုသွားလို့ရတဲ့စက်တွေနဲ့သူတို့လာကြတာပေါ့နော်အပြင်မှာလည်းအရန်အေးတယ်အဲ့ဒါနဲ့လာတော့သူတို့ကကားကိုအဲ့ဒီလာပို့တဲ့ကားရှိတယ်နော်သူတို့ store ရှိမှလာချတယ်ချပြီးတော့သူကရောက်နေတာတော့ကြာပြီနဲ့သူလည်းဆိုတော့သူဒီ store ကလူတွေကကျတော့သူနောက်လိုက်ကြည့်နေကြတာပေါ့နော်ဘာများဖြစ်လဲဆိုပြီးသွားကြည့်တော့ဒီလူကပေါ့သူကကျတော့ချင်းတစ်ဖက်လုံးမရှိဒီလူကကျတော့သူ့ရဲ့အိတ်ထဲမှာဆေးတွေအများကြီးသူကထည့်ထားတယ်ဆေးတွေအများကြီးထည့်ထားတယ်ဒီ store ကလူတွေကလိုက်ပြီးတော့ကြည့်တာပေါ့နော်ဒီဟာနောက်ဆုံးတော့ပြောလိုက်ရတယ်ပြောတော့သူကငိုတာပေါ့အတန်ကျိန်နဲ့သူကငိုပြီးတော့ဒီဆေးတွေသူအကုန်လုံးသူပြန်ထုတ်ပေးတယ်ထုတ်ပေးတဲ့အချိန်မှာသူကပြောတယ်သူ့ကိုဘယ်သူမှမကြည့်ဘူးပေါ့နော်သူ့ကိုဘယ်သူမှမကူညီကြဘူးမဆောက်ရှောက်ကြဘူးလို့သူပြောတာပေါ့နော်ဒါပေမဲ့လည်းပဲဒီမှာကျတော့လည်းပဲတည်တဲ့အတိုင်းပဲအကုန်လုံးကဘယ်သူမှမကူညီနိုင်ကြဘူးပေါ့နော်ဘယ်သူမှလည်းမလုပ်ပေးနိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံမှာတယောက်တည်းသမားဆိုရင်တော့ပဲကိုလာပဲစုဖို့ဆိုတော့တော်တော်လေးခဲရတဲ့အချိန်ဖြစ်နေတာပေါ့နော်ဆိုတော့ကြည့်ပြီးတော့တနာတယ်နော်ဆိုတော့စိတ်လည်းမကောက်ဖြစ်ရတယ်သူအော်ငိုတာပေါ့နော်အတန်ကျအော်ငိုတာဒါပေမဲ့ကျမတို့ store ကတခုကောင်းတာပါလဲဆိုတော့သူတို့အဲ့ဆေးဝါးတွေတော့သူတို့မပေးနိုင်ဘူးပေါ့နော်သူတို့ဒီအလုပ်ရဲ့ဖြစ်လို့ပေါ့နော်ဒါပေမဲ့သူတို့အစားအသောက်တွေတော့သူတို့ပေးလိုက်တယ်ဆိုတော့ဘာကိုပြောချင်လဲဆိုတော့တချို့တွေကဒီလိုခြေတွေပါတယ်လက်တွေပြတ်သွားတဲ့လူတွေကဘယ်လိုမျိုးလူတွေလဲဆိုတော့သူတို့စစ်တပ်ထဲမှာအရင်စစ်တိုက်ပြီးတော့ဘိုးတွေထိပြီးတော့အဲ့လိုဖြစ်သွားတဲ့လူတွေလည်းရှိတယ်အဲ့လိုကအဆီတဲ့ဖြစ်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီနိုင်ငံမှာတခုကပါလဲဆိုတော့လူအခွင့်အရေးတော့အပြည့်အဝပေးထားတယ်တကယ်လို့ကိုအဲ့လိုဖြစ်သွားတယ်ဆိုရင်ကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့စီမှာကိုအထောက်ထားတကယ်လို့ကိုအထောက်ထားတဲ့အပြည့်အဝရှိရဆိုရင်သူတို့စီမှာရှောက်လို့ရတယ်နော်သူတို့ရှောက်ရသူတို့စီကကိုပေါဝင်နေပေါ့နော်ရှောက်တဲ့အချိန်မှာပေါဝင်သူတို့အကုန်လို့ကြည်တာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါလေးတကူလာပြီးတော့ပြပြတာပါစိတ်မကောင်းလည်းဖြစ်လို့ပေါ့နော်